မိုးရမ်းရွာနေတဲ့ဂျပန်နိုင်ငံရဲ့တိုကျိုမြို့မှာကျောင်းသားတွေရောအလုပ်သမားတွေပါဘာကြောင့်မှမသိတစ်ပြက်ပြက်ဖြစ်ပြီးမေးလဲသွားပါတယ်။ကောင်မလေးတယောက်ကိုလည်းအနောက်ကနေရွှေရင်းခန်းနဲ့လှမ်းပစ်တာကြောင့်တခြားသူတွေလိုပဲမေးလဲခံပြီးဝေဝါးဝါးနဲ့ပြစ်တဲ့သူကိုမြင်တွေ့သွားပြီးခဏမှပဲမှောက်လဲသွားပါတယ်။ဒီအဖြစ်အပျက်ကိုလှုပ်ဆောင်နေတဲ့အဖွဲ့အစည်းတစ်ခုရဲ့ CEO ကဂိမ်းထဲမှာပလေယာတယောက်ကိုထည့်ဖို့အတွက်ကလေးမလေးကိုဖမ်းခေါ်လာဖို့အင်ဂျီမဲရောင်ဝေထားတဲ့သူကိုခိုင်းလိုက်ပါတယ်။တစ်ဖက်မှာလည်းအပြင်မှာဘာတွေဖြစ်ပျက်မှန်းမသိတဲ့အဲမှုကအသက်9နှစ်ပဲရှိပြီးအုံနောက်အကျိတ်ခံစားနေရတဲ့မိုတိုကိုကျန်ဆိုတဲ့ကလေးမလေးကိုအားပေးစကားလာပြောနေပါတယ်။ဒါပေမဲ့ကလေးမလေးကဆေးရုံမှာနှစ်ချီလာများနေလာရတာကြောင့်မပြောဘဲအားပေးစကားလာပြောတဲ့အဲမှုကိုလည်းမလေးစားတဲ့စကားတွေနဲ့ထွက်သွားခိုင်းလိုက်ပါတယ်။သူ့ရဲ့အမေလည်းသူ့သမီးရိုက်ပြမှုတွေအဲမှုတို့ကိုအနူးညွန့်တောင်းပန်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဆေးရုံအတွင်းကလူနာဆောင်တဲ့သူတွေလည်းရှူရင်းကနဲ့ပြစ်ခံလိုက်ရတာကြောင့်မေးလဲနေကြပါတယ်။အဲနောက်ကနေပဲမျိုးလုံးတစ်လုံးနဲ့နင်ဂျာ3កောင်ရောက်လာပြီးသူတို့ရဲ့နောက်ကနေလည်းခမ်ရိုက်တာတယောက်ကရှီတလန်းချင်းလှမ်းပြီးရောက်လာပါတယ်။အဲမိုဟီရိုနဲ့ပေါ်ပီပီပိုတို့လည်းမမြင်ဘူးသေးတဲ့ခမ်ရိုက်တာတယောက်ကိုအထူးဆန်းရက်ကြည့်နေကြပြီးနင်ဂျာ3កောင်ကဝင်တိုက်ခိုက်တာကြောင့်သူတို့ရဲ့ဂါရှာနဲ့ခမ်ရိုက်တာဖောင်ကိုပြောင်းလိုက်ကြပါတယ်။အပြင်မှာလည်းနင်ဂျာတကောင်ကကလေးတယောက်ကိုရှူရင်းကနဲ့လှမ်းပစ်တာကြောင့်တိုင်ကလည်းကာကွယ်ပေးလိုက်ပြီးသူ့ရဲ့ဂါရှာနဲ့ခမ်ရိုက်တာစနိုက်ဖောင်ကိုပြောင်းလိုက်ပါတယ်။အဲမှုတို့လည်းဆေးရုံမှာအပြန်အလှန်တိုက်ခိုက်နေကြပြီးနင်ဂျာတွေကကိုကွဲနိုင်တာကြောင့်အခက်တွေ့နေပါတယ်။တိုက်ကလည်းအပြင်မှာ3ယောက်တယောက်တိုက်ခိုက်ခံနေရပြီးပေါ်ပီပီပိုလည်းသူ့ရဲ့စိတ်ကြတိုက်ကွက်နဲ့တိုက်ခိုက်ပေမဲ့ဗန်မဟုတ်တဲ့နင်ဂျာ3កောင်လည်းထဲမှောက်နေရပါတယ်။ဟာရီကိန်းနင်ဂျာလည်းအဲမှုကိုတောင်အဖက်မလို့ပဲသူ့ရဲ့မစ်ရှင်အတိုင်းကလေးမလေးရှိရနေရာကိုထွက်သွားလိုက်ပါတယ်။ဟီးရိုလည်းနင်ဂျာတကောင်ကိုဓာချင်းပြန်ခုတ်ပေမဲ့သူပဲခံလိုက်ရပြီး2ယောက်စလုံးကိုလည်းစိတ်ကြနဲ့ပစ်လိုက်တဲ့အတွက်မေးလဲသွားပါတယ်။အပြင်မှာရှိတဲ့တကောင်ကျော်တိုက်ကားကိုလည်း2ယောက်ပေါင်းညှက်ပြီးတိုက်ခိုက်လိုက်တာကြောင့်လူပုံစံပြောင်းသွားပြီးစိတ်ကြနဲ့မေ့အောင်လှုပ်လိုက်ပါတယ်။ဘေးရပါလိုက်တဲ့နီကိုကိုလည်းမေ့အောင်လှုပ်ပြီးထားခဲ့လိုက်ပါတယ်။အနောက်ကနေရောက်လာတဲ့အဲမှုကိုလည်းပါလာတဲ့ဓာတ်နဲ့ချောင်းနဲ့တိုက်ခိုက်နေရင်ကိုပြောက်သွားတာကြောင့်အနောက်ကနေတီတီမီမီတိုက်ခိုက်ခံလိုက်ရပါတယ်။အဲဒါကြောင့် finisher ကိုထုတ်သုံးလိုက်ပြီး Hurricane Critical Strike နဲ့တိုက်ခိုက်လိုက်တာကြောင့်မှောက်လဲသွားပါတယ်။သူ့ရဲ့ mission တိုင်းကလေးမလေးကို drive တစ်ခုတည်းထည့်လိုက်ပြီးလာတာတဲ့အဲမှုကိုလည်းတစ်ချက်စိုက်ကြည့်ရင်ဆေးရုံကနေထွက်ခွာသွားပါတယ်။စက်ကြနဲ့ပြက်ခံလိုက်ရတဲ့သူအလုံးကကျောင်းကားသားကွင်းထဲကိုရောက်သွားကြပြီးအချင်းချင်းလည်းတယောက်ကိုတယောက်မတွေ့ဘူးတလို့မတိဘူးတလို့ဖြစ်နေပါတယ်။မိုတိုကိုကျန်လည်းဆေးရုံကလို့မှိုင်ကုတ်ကုတ်မှုတ်တော့ပဲပျော်ရွှင်နေပါတယ်။ဆေးရုံမှာတော့ဟီးရိုရဲ့အဖေကဘာတွေဖြစ်ပြမှန်းမသိလို့ခေါင်းတွေကိုက်နေရပြီးထောင်ကျနေတဲ့ခိုရိုတိုကိုလည်းဘာတွေဖြစ်ပြနေလဲဆိုပြီးမေးလိုက်ပါတယ်။အဲမှုလည်းခုဖြစ်နေတဲ့ယောဂကဖြစ်နေကြဂိမ်းဗိုင်းရပ်ယောဂလို့မဟုတ်ပဲအသစ်ဆန်းယောဂဖြစ်နေတာကြောင့်ပူထူနေပါတယ်။တကယ်ဆိုပေါ်ပီပီပိုလိုဘက်ကစတာမျိုးကဒီလိုတိုက်ခိုက်မှုမျိုးမှာတက်ရောက်မှုမရှိတဲ့အတွက်အကြောင်းရင်းကိုသိဖို့ဆရာကြီးခိုရိုတိုကိုထောင်ထဲကနေခဏနှုတ်ပေးလိုက်ပါတယ်။တခြားနေရာမှာတော့ဟီးရိုကမိုတိုကိုကျန်ရဲ့အဖေဖြစ်နေပြီးသူသမီးအပြေးပြိုင်ပွဲမှာတက်ပုံရိုက်ပေးဖို့ချိန်ရွယ်ထားပေမဲ့ပေါ်ပီပီပိုကကာစီလာလုံနေတာကြောင့်မရိုက်နိုင်ဖြစ်သွားပါတယ်။ပန်းဝင်သွားတဲ့အတွက်မိုတိုကိုကျန်ရဲ့ခေါင်းမုံကနေဂါချတစ်ခုကပေါ်လာပါတယ်။တစ်ဖက်မှာတော့ဒီအဖြစ်အပျက်ကိုသိဖို့အတွက်ခိုရိုတိုနဲ့ခီရီယာကဂါချက်ကိုတီထွင်တဲ့ခိုဘိုဂျီစီလာပြီးအကြောင်းရင်းကိုလာမေးပါတယ်။ခိုဘိုရှိလဲဟိုတလောကသူ့စီမှာခိုရိုတိုအဖေပိုင်တဲ့မာဆာမူနဲ့ကုမ္ပဏီကဂိမ်းတစ်ခုကိုထုတ်ဖို့အတွက် drive တစ်ခုနဲ့ Commander Chronicle နည်းပညာကိုသုံးပြီးတီထွင်ဖို့ကြိုးစားနေကြောင်းပြောပြလိုက်ပါတယ်။ဒါပေမဲ့စန်တက်တီထွင်နေတော့မှပဲဆာဗာဟက်ခံလိုက်ရတာကြောင့်အစီအစဉ်ပြတ်သွားခဲ့ပါတယ်။အဲ့ဒါဆိုအဲ့ဒီအစီအစဉ်ကိုဘယ်သူအစားပြုတာလဲဆိုပြီးခီရီယာကမေးလိုက်ပါတယ်။ခိုဘိုရှိလဲသူ့ကုမ္ပဏီတွေကနေနိုင်ငံခြားကပိုင်တဲ့ Mechanization Company ဆိုတာပြောပြလိုက်ပါတယ်။ Mechanization Company က Virtual Reality Game ကိုတီထွင်နေတယ်ဆိုတာခိုရိုတိုကအနည်းချင်းသိထားပါတယ်။အဲ့ဒါကြောင့်မျိုးတွေကလူတွေရောဆေးရုံကလူတွေပါမေးလဲသွားတဲ့အကြောင်းရင်းက Virtual World ကိုထိပိတ်ခံလိုက်ရတယ်ဆိုတာခိုရိုတိုက Genius ရောက်အနေနဲ့အဖြေကိုသိနေပါတယ်။တစ်ဖက်မှာလည်းပေါ်ပီပီပိုကမိုတိုကိုကျန်ပြောနေတာကိုကြည့်ရင်သူ့အပေါ်ကနေနောက်ထပ်ကာချတစ်ခုကထပ်ပေါ်လာပါတယ်။ဆေးရုံမှာတော့အဲမှုကမိုတိုကိုကျန်အနားကိုလာပြီးစက်ကြနဲ့အပြစ်ခံလိုက်ရတဲ့သူတွေကမိုတိုကိုကျန်တက်နေတဲ့ကျောင်းသားကဖြစ်ပြီးသူ့အခန်းကိုလည်းဝင်လာတဲ့သူကသူနဲ့ပတ်သက်တဲ့သူဖြစ်ရမယ်ဆိုပြီးထင်နေပါတယ်။ Mechanization Company မှာလည်း CEO ကလူတွေကို Virtual World ကိုထိပိတ်နိုင်ခဲ့တဲ့အတွက်အရန်ကောင်းနေဆိုပြီးရှင်းကျူးနေပါတယ်။တကယ်တော့အင်ကြီးအမဲရောင်ဝေထားတဲ့သူကမိုတိုကိုကျန်ရဲ့အဖေအရင်ဖြစ်ပြီးအသက်မပြည့်သေးတဲ့သူ့သမီးကို VR game ရဲ့ main player တယောက်ဖြစ်အောင်လုပ်တာအရန်ရက်ဆက်ရကြတယ်ဆိုပြီး CEO ကပြောလိုက်ပါတယ်။သူ့အဖေလည်းဘာပဲဖြစ်ဖြစ်သူစီစဉ်ထားတဲ့ plan အတိုင်းသွားမယ်ဆိုပြီး CEO ကိုပြန်ပြောလိုက်ပါတယ်။အဲစကားတွေကိုနားထောင်နေတဲ့ခီရီယာကကြားသွားတဲ့အတွက်သူစီစဉ်ထားတဲ့ plan ဆိုတာဘာလဲဆိုပြီးမေးနေတဲ့အချိန်မှာပဲ drive တစ်ခုနဲ့2ယောက်စလုံးကို VR game နဲ့ထည့်လိုက်ပါတယ်။တစ်ဖက်မှာတော့ကိုရိုတိုကသူတီထွင်ထားတဲ့ VR game ဆက်ကြီးကိုအဲမှုကိုပေးလိုက်ပါတယ်။ဒါကိုသုံးပြီး VR game ထဲမှာပိတ်မိနေတဲ့သူတွေကိုကယ်ဖို့ပြောရင်သူနဲ့တွဲသုံးရတဲ့ဂါချက်ကိုလည်းပေးလိုက်ပါတယ်။အဲ့ချိန်မှာပဲကျူးကျော်သူတွေရောက်လာပြီးအဲမှုကိုလည်းဂိမ်းနဲ့အမြန်ဝင်ခန်းလိုက်ပြီးသူ့ခန္ဓာကိုယ်ကိုတော့စောင့်ချောက်ထားပေးမယ်ဆိုပြီးပြောလိုက်ပါတယ်။အဲမှုလည်းသူပြောသလို Mighty Creator VRS ဂါချက်နဲ့ဂိမ်းထဲကိုဝင်သွားလိုက်ပြီးအထဲမှာလည်းမိုတိုကိုကျန်ကျောင်းမှာအားကစားပွဲကျင်းပနေကြပြီးဘေးမှာလည်းခီရီယာကကြိုရောက်နေပါတယ်။ဘာတွေဘလို့ဖြစ်ပျက်သွားလဲဆိုတာရှင်းပြနေတော့တစ်ဖက်မှာလည်းခိုရိုတိုကအဲမှုရဲ့ခန္ဓာကိုယ်ကိုကားထဲထည့်ပေးလိုက်ပြီးနင်ဂျာကောင်ရဲ့လက်ထဲကနေအတင်းထွက်ပြေးပါတယ်။ပြေးနေရင်နင်ဂျာတကောင်ကစူးကြုံတွေကိုလမ်းပေါ်မှာပြန့်ကျဲလိုက်တာကြောင့်ကားဘင်းပေါက်သွားပြီးလမ်းလျှော်ရင်အောက်ကိုကျသွားပါတယ်။ကားထဲကနေထွက်လာပြီးမိုတိုကိုကျန်ရဲ့အဖေဖြစ်တဲ့ခါကဲနာရီကဟာရီကိန်းနင်ဂျာဂါရှာနဲ့ခေါင်းဝိုက်တာဖူမာဖောင်ကိုပြောင်းလိုက်ပြီးခိုရိုတိုလည်းသူ့ရဲ့ဂါရှာနှစ်ခုနဲ့ဒိန်းဂျာရက်ဇွန်ဘီဖောင်ကိုပြောင်းလိုက်ပါတယ်။
ပြီးရနောက်မှာတော့လာတိုက်ခိုက်တဲ့နင်ဂျာတွေနဲ့အပြန်အလှန်အသေးကြီးတိုက်ခိုက်နေကြပြီးခါဂဲနာရီကအနားကိုရောက်လာတဲ့အတွက်ခရိုတိုရဲ့မျက်ခွက်ကို double hit effect နဲ့ကန်ပေးလိုက်ပါတယ်။မှောက်သွားတဲ့အချိန်နင်ဂျာတစ်ကောင်ကကားတကားကိုဖွင့်လိုက်ပြီးအထဲမှာအဲမူရှိမနေပဲသူ့ရဲ့နှစ်ဘိုးတစ်စိတ်ဖြစ်တဲ့ပါရာတိုပဲရှိနေပါတယ်။တကယ်တော့အဲမူကကားထဲမှာပါလာတာမဟုတ်ပဲခရိုတိုကသူ့လိုဝက်ခန်းထဲမှာထိန်းသိမ်းထားတာပဲဖြစ်ပါတယ်။ဖာရာတိုလည်းဒူရဲကာချာနဲ့ခံလိုက်တာဖာရာ DH level 99 ဖောင်ကိုပြောင်းလိုက်ပြီးသူ့ရှိကကောင်ရီကိုခရိုတိုနဲ့အတူတူတိုက်ခိုက်ပါတယ်။ခါဂဲနာရီလည်းသူတို့တွေတိုက်ခိုက်နေတော့ VR ဂိမ်းထဲကိုဝင်သွားလိုက်ပြီးအထဲမှာလည်းခီရီယာကအဲမူကိုဖြစ်ချောင်းကုန်စင်ပြောပြလိုက်ပြီးဘိုတိုကိုကျန်ရဲ့အဖေကစေးရုံကိုလာတော့တဲ့တယောက်ဆိုတာသိသွားပါတယ်။အဲ့ချိန်မှာပဲသူတို့နားလေးမှာခါဂဲနာရီရောက်လာပြီးဒီ VR ဝေါ်ထဲမှာပုံစံပြောင်းနေတာဆိုလို့အဲမူတယောက်သာရှိပြီးခီရီယာကခြောင်ထက်သွားပေးလိုက်ပါတယ်။အဲမူလည်းသူ့ရဲ့ဂါရှာနဲ့ Mighty Astro 8 ဖောင်ကိုပြောင်းလိုက်ပြီးဂါရှာကွန်ဘရိကာဓာတ်နဲ့တိုက်ခိုက်လိုက်ပါတယ်။တစ်ဖက်မှာလည်းခရိုတိုကစက်ကြရီနဲ့တိုက်ခိုက်ခံလိုက်ရတဲ့အတွက်အားနဲ့သွားပြီး game over ဖြစ်သွားပါတယ်။ဒါပေမဲ့နောက်သက်ရှိသေးတာကြောင့်ပြန်ပေါ်လာပါတယ်။အဲမူလည်းလက်တွေ့ကဘာမှာလူနာတွေကအသေးအတန်ယောဂခံစားနေရတဲ့အတွက်ဆရာဝန်အနေနဲ့ရက်မကြည့်နိုင်တော့တာကြောင့်ခရိုတိုပေးထားတဲ့ဂါရှာနဲ့ Mighty Action VR ဖောင်ကိုပြောင်းလိုက်ပါတယ်။ခါဂဲနာရီလည်းဓာတ်နဲ့ပြေးခုတ်ဝင်မဲ့အဝိုင်းနေတဲ့ကာကွယ်ထားလိုက်ပြီးသူ့စိတ်ကြိုက်ပုံပေါ်ထားတဲ့ဓာတ်တစ်ချောင်းနဲ့ပြေးခုတ်လိုက်ပါတယ်။မြင်းကြောင်တစ်ခုပေါ်မှာလည်းအတူတူတိုက်ခိုက်ရင်အဲမူကသူ့နားမလာအောင်မြင်းကြောင်ကိုဖျက်လိုက်ပြီးလေပေါ်မှာပဲဒုံးကြီးတွေနဲ့ Mighty Critical Strike ကိုတုံးလိုက်ပါတယ်။ဒုံးကြီးတွေအများကြီးနဲ့ထုခံလိုက်ရတဲ့ခါဂဲနာရီလည်းအောက်မှာကာယာကြီးမှောက်နေပြီးအဲမူလည်းတွေးကန်ပုံစံနဲ့ဂျက်ဘက်တစ်ခုကိုဖန်တီးရင်လေပေါ်ပြန်သွားပါတယ်။ဒီကဘာကပြန်လန်းမရှိဘူးလို့ပြောနေတဲ့ခါဂဲနာရီကိုလည်းပြန်လန်းရှိဖို့ရှိရမယ်ဆိုတာတက်တေပြခြင်းနဲ့အဲမူကအဝိုင်းတစ်ခုကိုပုံဖော်လိုက်ပြီးဗီယာဝေါ်ထဲမှာပိတ်မိနေတဲ့လူတွေအားလုံးကိုလက်ရှိကဘာကိုပြန်ပို့ပေးလိုက်ပါတယ်။ဒါပေမဲ့မိုတိုကိုကျန်ကပြန်မလိုက်ချင်ပဲဒီနေရာမှာပျော်တာကြောင့်ကြံရင်းခဲ့ပါတယ်။လက်ရှိကဘာမှာလည်းရှင်ရင်းကန်းကြောင့်မေ့နေတဲ့သူတွေအားလုံးလည်းပြန်နိုးလာကြပြီးခါဂဲနာရီလည်းပြန်ရောက်လာတဲ့အတွက်ပါရာတိုတနက်နဲ့ချိန်တာခံလိုက်ရပါတယ်။အထဲမှာပိတ်မိနေတဲ့မိုတိုကိုကျန်နာကိုလည်း CEO ကရောက်လာပြီးကလေးမလေးကျေးဇူးနဲ့စူပါပါဝါတွေရသွားပါတယ်။အဲမှုလည်းခါဂဲနာရီနာကိုရောက်လာပြီးဘာလို့ကိုသမီးကိုဂိမ်းကဘာတွေထိရတာလဲဆိုပြီးဖြည့်ချင်းချက်လာတောင်းပါတယ်။ခါဂဲနာရီလည်းသူ့သမီးမိုတိုကိုကျန်ကိုဒီလိုလက်တွေ့မဆန်တဲ့ကဘာမှာမတေခိုင်းစေချင်တာကြောင့်အဖေတယောက်အနေနဲ့ကိုသမီးဖြစ်သူကိုပျော်စေချင်တယ်ဆိုတာပြောပြလိုက်ပါတယ်။အဲမှုလည်းသူ့ရဲ့လောက်ရက်ကတကူကောင်းဆန်တဲ့အတွက်အဖေတယောက်အနေနဲ့ဒါမျိုးမလုပ်သင့်ဘူးဆိုပြီးနားချနေတော့သူ့အဖေကသူ့မိန်းမနဲ့သူ့သမီးကိုငယ်ငယ်တည်းကထားထားခဲ့တာကြောင့်အကျဉ်းနာတရားဆိုတာမသိဘူးဆိုပြီးပြောလိုက်ပါတယ်။တကယ်လို့သူ့သမီးယောဂါကိုကုသနိုင်ခဲ့ပြီဆိုရင်လည်းစိတ်ပြတ်စရာကောင်းတဲ့လူလောကကြီးမှာကြုံလာရမယ့်ဒုက္ခတွေကိုဒီလိုမလောက်လေးမလောက်စားဆရာဝန်တွေကကယ်တင်ပေးနိုင်မှာမဟုတ်ဘူးဆိုပြီးပြန်ပြောလိုက်ပါတယ်။အဲ့ချိန်မှာပဲ CEO ရောက်လာပြီးသူ့သမီးကျေးဇူးနဲ့စူပါပါဝါတွေရလာတဲ့အတွက်ခါဂဲနာရီကိုကျေးဇူးတွေတင်နေပါတယ်။အဲ့ဒီနောက်မှာတော့အေယာမမိတ်စာပုံစံပြောင်းလိုက်ပြီးအဲမှုတို့အဖွဲ့လည်းသူတို့ရဲ့ကိုယ်ပိုင်ကချာနဲ့ခမိုင်းတာပုံစံတွေကိုပြောင်းလဲလိုက်ကြပါတယ်။အားလုံးဝိုင်းပြီးတိုက်ခိုက်ပြီးမဲ့ final boss ဖြစ်နေတာကြောင့်လက်တံနဲ့ဝှေ့ရမ်းလိုက်တဲ့အတွက်အကုန်လုံးလူပုံစံပြောင်းလဲကုန်ပါတယ်။စွမ်းအားတွေနဲ့အဲမှုတို့ကိုပြစ်လိုက်ပေမဲ့ဖာရာတိုနဲ့ခရိုတိုကကာကွယ်ပေးထားတာကြောင့်သူ့စီပြေးဝင်သွားတဲ့အတွက်ပောက်ကွဲသွားပြီးတိတ်ဆုံးသွားကြပါတယ်။ CEO လည်းပုံမှန်အရွယ်စားပြန်ပြေးသွားပြီးအားနေနေတဲ့အတွက်အဲမှုတို့ကိုလည်းသူနဲ့နောက်တစ်ချိန်ရင်ဆိုင်ဖို့ပြင်ဆင်ထားဖို့မှာခဲ့ရင်ထွက်သွားလိုက်ပါတယ်။အဲမှုတို့အဖွဲလည်းကြေကွဲစာကြံရိတ်ခဲ့ပြီးသူ့မိတ်ဆွေနှစ်ယောက်နဲ့အတူမိုတိုကိုကြံကိုပါမကယ်တင်နိုင်ခဲ့တာကြောင့်ဝမ်းနေနေတော့မှပဲဟီရိုရဲ့အဖေကရောက်လာပါတယ်။လက်တွေ့ကဘာမှာတော့မိုတိုကိုကြံရဲ့အုံနောက်အကျအောင်ယောဂါကပိုဆိုးလာတဲ့အတွက်အဲမှုတို့ကိုလာခေါ်ပါတယ်။ဟီရိုလည်းအဲ့ကလေးမလေးကအသေးအတန်ဖြစ်နေတာကြောင့်ခွဲစိတ်ဖို့အတွက်ထွက်သွားတော့မယ့်အချိန်မှာပဲအဲမှုကသူ့လက်ထောက်အနေနဲ့ကူမယ်ဆိုပြီးပြောလိုက်ပါတယ်။အဲဒါကြောင့်နှစ်ယောက်သားခွဲစိတ်ကန်ကိုထွက်သွားလိုက်ပြီးထိုက်ကကတော့ CEO ဆိုတဲ့ကောင်ကိုဖြုတ်ဖို့တယောက်တည်းထွက်သွားပါတယ်။တစ်ဖက်မှာလည်း CEO ကသူတို့ရဲ့အစီအစဉ်တိုင်းတကဘာလုံးကို virtual world ကိုထည့်ပိတ်ဖို့ကြံစီနေပေမဲ့ဖာရာတိုနဲ့ခရိုတိုနှစ်ယောက်ကအားနဲ့အောင်လှုပ်ထားတဲ့အတွက် game test ကိုအားပြန်ပြဖို့အားယူနေပါတယ်။အဲဒီလိုအနားယူနေတော့မှပဲအလစ်မှာတိုက်ခိုက်ဖို့စီစဉ်ထားတဲ့တိုက်ကာကကုမ္ပဏီကိုတယောက်တည်းလာပြီးသူ့နောက်ကနေလည်းခီရီယာကရောက်လာပါတယ်။စေးရုံမှာလည်းအဲမှုတို့ကအကျိတ်ကိုအောင်မြင်မြင်ခွဲစိတ်မှုလုပ်ပြီးတက်ပြင်းချနေတော့မှပဲနောက်ထပ်ဂိမ်းရုံကတကူကပေါ်လာပါတယ်။ခီရီယာနဲ့တိုင်းကားတို့စကားများနေတော့မှပဲခါဂဲနာရီရောက်လာပြီးဟာရီဂိမ်းနင်ဂျာဂါချာကိုကပတ်ထဲထည့်လိုက်တဲ့အတွက်ဖူမာဖောင်ကိုပြောင်းလိုက်ပါတယ်။ခီရီယာနဲ့တိုင်းကားတို့လည်းဂါချာနဲ့အခါမိုက်တာဖောင်ပြောင်းလိုက်ပြီးလက်ထောက်နင်ဂျာကောင်တွေနဲ့အပြန်အလှန်တိုက်ခိုက်ကြပါတယ်။စေးရုံမှာတော့အဲမှုကမိုတိုကိုကျန်ရန်ဆန္ဒကိုဖျက်ဆီးပေးဖို့အတွက် VR ဝေါ်ထဲမှာပျော်တယ်လို့မျိုးလက်တွေ့ကဘာမှာလည်းပျော်နိုင်ဖို့အတွက် Mighty Astro 8 ဂါချာနဲ့ပြန်ပို့ပေးလိုက်တာကြောင့်ပြန်ကောင်းသွားပါတယ်။တိုက်ခိုက်နေတဲ့တိုက်ကားတို့ဖက်မှလည်းအဖေဖြစ်သူကကိုသမီးဆေးရုံမှာခွဲစိတ်နေတာတောင်အနားမှာအတူတူမရှိပေးနေတာကဖခင်တယောက်မပြီးသားဘူးဆိုပြီးပြောလိုက်ပါတယ်။သူသမီးခွဲစိတ်တာအခုမှသိတဲ့ခါဂဲနာရီလည်းအံ့ဩသွားပါတယ်။အခွင့်မရှိပဲသူသမီးကိုဘာလို့ခွဲစိတ်မှုပြုလုပ်ရတာလဲဆိုပြီးပြောနေတော့ထိုက်ကဆရာဝန်ကြီးဆိုတာလူသက်တဲ့ချောင်းကိုတန်ဖိုးထားတယ်ဆိုပြီးပြောပြလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဂါရှာတစ်ခုနဲ့ level 50 ဖောင်ကိုပြောင်းလိုက်ပြီးခီရီယာလည်းဂါရှာနဲ့ Gear Blast ဖောင်ကိုပြောင်းလိုက်ပါတယ်။အပြန်အလှန်တိုက်ခိုက်နေကြတော့ဂန်နဲ့အဆက်မပြတ်ပစ်ခံလိုက်ရပြီးဟန်ချက်ပြတ်သွားတဲ့အချိန်သူတို့ရဲ့ finisher အကွက်ကိုထုတ်သုံးလိုက်ပါတယ်။စပိန်တာယာနဲ့ပြစ်ပေါက်ခံလိုက်ရတာကြောင့်အထိနာသွားပြီးလူပုံစံပြောင်းသွားပါတယ်။အဲ့ဒီအချိန်မှာပဲအားပြန်ပြေးသွားတဲ့ CEO လည်းအောက်ကိုဆင်းလာပြီးထိုက်ကားတို့ကိုအလက်အရှိနဲ့ရိုက်ထုတ်လိုက်တဲ့အတွက်အားနည်းသွားပါတယ်။နှစ်ယောက်စလုံးကို final win နဲ့အဆုံးသတ်ပေးလိုက်ပြီးမြမီတောက်တွေကြားထဲကနေပဲ level 100 break ဖောင်နဲ့ hero ကရောက်လာပါတယ်။ပြီးရနဲ့အားနည်းနေတဲ့ခီယာတို့ကိုအားပြန်သွင်းပေးလိုက်ပြီး၃ယောက်သာဝိုင်းတိုက်ခိုက်ကြပါတယ်။
ခါခဲနာရီနာကိုလည်းအဲမှုရောက်လာပြီးသူ့သမီးကိုအောင်မြင်မြင်ခွဲစိတ်မှုလုပ်ပြီးပေမဲ့သူ့ရဲ့တီးစိတ်ကဘီယာဝိုးထဲမှာပိတ်မိနေတာကြောင့်အဖေတယောက်အနေနဲ့အနားမှာတွားနေပြီးဖို့နားချပါတယ်အပြောကောင်းကောင်းနဲ့နားချနေတော့ခီရီယာကဆေးရုံကိုဆိုင်ငယ်ဖောင်နဲ့လိုက်ပို့ပေးမယ်ဆိုပြီးလာပြောပါတယ်ဓာတ်စီကဈေးကြီးနေတာကြောင့်ခါခဲနာရီလည်း free ရတဲ့ဆိုင်ငယ်နဲ့ဆေးရုံကိုလိုက်သွားပါတယ်တစ်ဖက်မှာတော့ CEO ကကြက်သွေးရောင်အစွမ်းနေနဲ့တိုက်ခိုက်တာကြောင့် hero လည်းအထိနာသွားပြီးလူပုံစံပြောင်းသွားပါတယ်အဲ့ချိန်မှာပဲအားလုံးကတေးပြီးလို့ထင်ထားတဲ့ဖာရာတိုနဲ့ခိုရိုတိုကအထဲကနေပြန်ထွက်လာပြီး CEO လည်းအယာမပုံစံကိုပြောင်းလဲလိုက်ပါတယ်အဲမှုမှာစူပါဆန်နိုင်တွေတဲကလို့မေဂါဆောမရှိတာကြောင့်ပါရာတိုကိုသူ့ခန္ဓာကိုယ်ထဲဝင်ခိုင်းလိုက်ပြီးအပြက်စီးတွေကြားထဲကနေပဲ final bound ဖြစ်တဲ့ hyper muteki ဖောင်ကိုပြောင်းလိုက်ပါတယ်နှစ်ယောက်သားဂိမ်းကပါမှာအကျိတ်နဲ့တိုက်ခိုက်နေတော့ခါခဲနာရီကသူ့သမီးရှိရဲ့ဆေးရုံကိုရောက်လာပြီးသူ့သမီးနားလေးမှာရှိနေပေးခဲ့ပါတယ်အဲမှုကဂါရှာကွန်ကီးစလေယာဓာတ်နဲ့ CEO ရဲ့လက်ထွက်ကိုဖျက်ထုတ်လိုက်နိုင်ပေမဲ့ပြန်ပြီး regenerate လုပ်နိုင်တာကြောင့်ပြန်အစောခံလိုက်ရပါတယ်ဆေးရုံမှာလည်းခါခဲနာရီကသူ့လုပ်ခဲ့တဲ့အပြစ်တွေအတွက်နောင်တရနေပြီးသူ့သမီးလက်ကိုကင်ထားရင်းဆူတောင်းနေခဲ့ပါတယ်အဲ့ချိန်မှာပဲမိုတိုကိုကျန်ကသူ့ရဲ့အဖေကိုစကားပြောလိုက်ပြီးဆေးရုံကိုပထမဆုံးလာတဲ့နေ့ကလေးကသူတို့နဲ့အတူပြန်လာနေတော့မယ်ဆိုတာသိနေခဲ့တယ်ဆိုပြီးပြောပြလိုက်ပါတယ်အခုချိန်မှာတော့အဖေပြန်ရောက်လာတာကြောင့်အားလုံးလဲဝမ်းသာနေကြပြီးအဲမှုလည်းအဲ့ဒီလိုပဲခံစားရတဲ့အတွက်အပျက်စီးတွေကနေပြန်ထလာပြီးလေပေါ်မှာပဲ hyper critical spinning အကွက်နဲ့ CEO ကိုထုတ်ချင်းပေါက်အောင်ကန်လိုက်ပါတယ် CEO ကဘာမှမဖြစ်တယ်လို့အဲမှုကိုလှောင်ရည်နေပြီးခဏနေတော့ hit effect တွေအများကြီးထွက်ပေါ်လာတာကြောင့်ပောက်ကွဲသွားပါတယ်ဂိမ်းကလီယာဖြစ်သွားတဲ့အတွက်ចောင်းသားတွေနဲ့အလုပ်သမားတွေလည်းပုံမှန်နေတဲ့ကိုဖျက်တမ်းရင်မိုတိုကိုကျန်တဲ့မိဆုံဖဆုံတဲ့မိသားစုဘဝကိုဖျက်တမ်းတော့မှာပင်ဖြစ်ပါတယ်။ကိစ္စတွေပြီးသွားပြီမို့ခီရီယာလည်းခိုရိုတိုကိုထောင်ထဲပြန်ထည့်ထားလိုက်ပြီးထောင်ထဲမှာလည်းပူညံလုံနေတာကြောင့်ပေါ်ပီပီပိုကစကရင်ကိုပိတ်လိုက်ပါတယ်။တစ်ဖက်မှာဆရာတပည့်ဖြစ်တဲ့သူတို့နှစ်ယောက်လည်းစေးကမ်းမှာပိုစတာလာကတ်တာကြောင့်စကားများနေကြရင်လူနာရောက်လာတာကြောင့်နမောနမဲနဲ့ထွက်သွားပါတယ်။စေးရုံမှာလည်းဆရာဝန်ကဘီယာဂိမ်းဆက်ကိုဝစ်ထားပြီးလူနာတွေကိုဆေးကုဖို့အတွက်လေ့ကျင့်နေတော့ဟီးရိုရဲ့အဖေကသူ့သားကိုခွဲစိတ်ဖို့အတွက်လာခေါ်ပါတယ်။အပြင်မှာလည်းအဲမှုကကလေးတွေကြားထဲမှာမိုဘိုင်းလီဂျန်ဂိမ်းကိုကစားနေရင်ဆရာဝန်မကမြို့ထဲမှာဘက်ကစတာတွေပေါ်လာတဲ့အတွက်အဲမှုကိုအတိလာပေးပါတယ်။အဲမှုလည်းပါလာတိုနဲ့အတူမြို့ထဲကိုထွက်သွားလိုက်ပါတယ်။အဲရောက်တော့ Mighty Vada Farm နဲ့ Vegas Studio တိုက်ခိုက်နေရင်အနီးနဲ့အပြရောထားတဲ့ခမ်ရိုက်တာတယောက်ကရောက်လာပါတယ်။အဲမှုရဲ့ခမ်ရိုက်တာအစွမ်းကိုပလင်းနဲ့ထည့်ပိတ်တော့မယ်အလို့မှာဖာရာတိုကတားလိုက်ပါတယ်။အဲဒါကြောင့် Godzilla နဲ့ Diamond Blade နှစ်ခုကိုထုတ်လိုက်ပြီး Best Match ဖြစ်သွားတာကြောင့် Gorilla Moon Farm ကိုပြောင်းလဲသွားပါတယ်။ဖာရာတိုလည်း Level 99 Farm နဲ့အချင်းချင်းတိုက်ခိုက်နေတော့ Backstar တကောင်ကကြားဝင်နှောက်ချက်တာကြောင့်စိန်တုံးတွေအဖြစ်ပြောင်းလိုက်ပြီး Finisher နဲ့ရိုက်ထုတ်လိုက်တဲ့အတွက်မှောက်သွားပါတယ်။အဲ့ဒီ Kamen Rider လည်းအခွင့်အရေးရတော့အဲမှုရဲ့ Kamen Rider Ekizi အစွမ်းကိုပလင်းနဲ့ထည့်သိမ်းလိုက်ပြီးသူ့ကိုတော့ Kamen Rider Biyuto လို့အများကခေါ်ကြတယ်ဆိုပြီးပြောပြလိုက်ပါတယ်။ပြီးရဲ့နောက်မှာတော့နှစ်ယောက်စလုံးကိုနှုတ်ဆက်ရင်သူ့ရဲ့နေရက်ကိုပြန်သွားလိုက်ပါတယ်။